ကျမဆက်ဝင်စီရင်နဲ့ရောက်သွားဖြစ်တယ်ပေါ့နော်အရန်ကိုအေးချမ်းစိတ်ငြိမ်စိတ်လန်းတာရတဲ့နေရာလေးတစ်ခုကိုရောက်သွားတာပေါ့နော်အဲ့ဒါက McRitchie Reservoir Park လို့ခေါ်တယ်ပေါ့နော်အဲ့ဒီ park ကြီးကလေအကျယ်ကြီးပဲပေါ့နော်သူ park တစ်ခုလုံးကိုတစ်ပတ်ပြည့်အောင်သွားမယ်ဆိုလို့ရှိရင်တော်တော်လေးကိုကျယ်တယ်ပေါ့နော်ကျမတော့ညနေမိုးချုပ်နေပြီညနေ6နာရီကျော်နေဖြစ်လို့ဒီအနီးနားလေးတွေပဲသွားကြည့်ခဲ့တယ်ပေါ့နော်အဲ့ဒါတော်လေး relax ဖြစ်ပြီးတော်တော်လေးတာရပါတယ်ရှင်ဒီကရေကလေကြည်စိမ့်နေတာပဲပေါ့နော်ရေကလေတော်တော်လေးကိုမျက်စိအေးရဲသလားကြည်စိမ့်နေတာပဲဒီမှာရှိရ boat walk ပေါ့နော်သူ boat walk ကိုလေဒီလိုအကွေ့အကောက်လေးလှုပ်ထားတာပေါ့နော်လမ်းလျှောက်လို့ရှိရင်တော့ဝင်ကဘာထဲရောက်နေသလိုပဲဟိုဘက်ကွေ့လိုက်ဒီဘက်ကွေ့လိုက်နေပေါ့နော်တော်တော်လေးကိုမျက်စိအေးရဲလေလေးတဖြူးဖြူးနဲ့ဆိုရလေပတ်ဝန်းကျင်တစ်ခုလုံးကစိမ့်ပြီးတော့ဘလို့ relax ဖြစ်လို့ဖြစ်မှန်းမသိဘူးကျမဒီကိုရောက်လာလေကျန်းသဘောကျတာပဲဟိုဘက်ချမ်းမှာကျတော့လေလှေလှော်လို့ရတဲ့နေရာတွေရှိရပေါ့နော်ကနူးလေတို့ကာယလေတို့သူတို့လှော်နေကြတာကျွန်မတွေ့ခဲ့ပေါ့နော်ဒါကလေ zoom ဆွဲပြီးရိုက်ထားကျွန်မရက်နေတဲ့နေရာနဲ့တော်တော်ဝေးတယ်ပေါ့နော်ဟိုဘက်ချမ်းမှာကျွန်မအဲ့ဒီဘက်ချမ်းတော့မရောက်ခဲ့အဲ့ဘက်လူတော့တော်တော်များတယ်လှေလာလှော်နေကြတယ်လှေလှော်တဲ့လူတွေအပေါ်လိုက်ပြီးတော့ဒီမှာလာကြည့်နေတဲ့လူတွေရှိရပေါ့နော်ဒီမှာလှေတွေထားတဲ့နေရာထင်တယ်လူတွေတော့အဲ့ဒီဘက်ချမ်းမှာတော်တော်လေးများတယ်ပေါ့နော်ဒီဘက်က trail land တစ်ခုပေါ့နော်သူ့ကိုလမ်းလျှောက်ဝင်သွားတော့လေတောလန်ကြီးကိုရောက်သွားတောလန်ရဲ့အဆုံးမှာပေါ့နော်သူက trailing ရှိတယ် boat walk လိုမျိုး trailing ပေါ့နော်အဲ့ဒီ trailing ကလေတော်ဘီနာမှာရေတွေကအရင်စိမ့်ပြီးတော့လေပြီးလို့ရှိရင်အပင်တွေကလေ90 degree ထွက်နေတယ်လို့ပဲအမှန်တော့အပင်ကြီးတွေကနေပေါ့နော်အကိုင်းတွေထွက်နေတာပေါ့နော်မသိလို့ရှိရင်လေအပင်ငယ်လေးတွေဟိုလိုမျိုး90 degree ထွက်နေတယ်လို့မျိုးဖြစ်နေတာပေါ့နော်အဲ့နေရာလေးကလေပြားနေဆက်သွားတော့လေအပင်ကိုင်းအနှိတ်လေးတခုပေါ့နော်အဲ့လိုလေးထွက်နေတာအဲ့ဒါကိုသူတို့မခုတ်ပဲနဲ့ဒီလိုလေးထောက်ထားပြီးတော့ပေါ့နော်တရားလေးထိုးထားတော့လေသူကလည်း attraction တစ်မျိုးဖြစ်နေတာပေါ့နော်လမ်းမှာဒီလိုနွယ်ပင်တွေ့တဲ့မွေကျနေတာပဲကျမရောက်သွားအချိန်ကလေးမှောင်နေပြီဖြစ်လို့လေကျမလည်းတစ်ပတ်ကြီးမပတ်တော့ပဲနဲ့ပေါ့နော်အိမ်ကိုပြန်ခင်းလိုက်ပါတယ်ဒီနေ့ vlog လေးကဒီလောက်ပါပဲရှင် bye bye see you